တို့ရွာလူပွဲရှင်လောင်းလဲလို့လားတပိတ်လွယ်လူတကာကြီးခံညာလို့သာပြိခရဆုံးလေလူမကြီးပီတိအပြုံးနဲ့ကြက်တည်းရှိလာတာရဟန်းငန်းရှိပြူပွဲနဲ့နားတာတဲ့မင်္ဂလာရွှဲတိုက်တန်တို့ဝေစာစာအကခုံပြီးမုတ်ဆုံးလင်းစွာသာသနာပေါင်းသူတွေများကြေညာမောက်ခံလှဲ့လေတဲ့ပွဲပါရှင်လောင်းလဲလို့လာပြီဗျာတို့ရွာအလူပွဲရှင်လောင်းလဲလို့လာတပိတ်လွယ်လူတကာကြီးခံညာလို့သာပြိခရဆုံးလေလူမကြီးပီတိအပြုံးနဲ့ကြက်တည်းရှိလာတာရဟန်းငန်းရှိပြူပွဲနဲ့နားတိုင်မင်္ဂလာရွှဲတိုက်တန်တို့ဝေစာစာအကခုံတီးမုတ်ဆုံးလေစွာသာသနာပေါင်းသူတွေများကြေညာမောက်ခံလှဲ့လေတဲ့ပွဲပါရှင်လောင်းလဲလို့လာပြီဗျာဘုံတော်ကိုင်းလေးလာလိုက်တာဘန်းတော်ကိုင်းလေးချုံလိုက်တာကလာသားရဲ့အထာနာနဲ့ရွှတ်ထုတ်ပြနေပြန်တာပြုံးကိုစီများနဲ့ချစ်စရာလူဘဝိုင်းကမြင်းရှင်လို့ပြအိုးစီဝိုင်းကကခုလူတပြလူတကာလူမများလဲကချင်းစိတ်မနေတည်ရတာဟေးလာမောင်တို့ဝါကလိုက်တူပြောကြရှင်လောင်းလဲလို့လာပြီဗျာတို့ရွာအလူပွဲရှင်လောင်းလဲလို့လားတပိတ်လွယ်လူတကာကြီးခံညာလို့သာပြိခရဆုံးလေလူမကြီးပီတိအပြုံးနဲ့ကြက်တည်းရှိလာတာရဟန်းငန်းရှိပြူပွဲနဲ့နားတာတဲ့မင်္ဂလာရွှဲတိုက်တန်တို့ဝေစာစာအကခုံတီးမုတ်ဆုံးလင်းစွာသာသနာပေါင်းသူတွေများကြေညာမောက်ခံလှဲ့လေတဲ့ပွဲပါရှင်လောင်းလဲလို့လာပြီဗျာကိုနောင်ကိုင်းလေးလှလိုက်တာပန်းတောင်ကိုင်းလေးချောလိုက်တာကလာသားတွေအထာနာနဲ့ရွှတ်ထုတ်ပြနေပြန်တာအပြုံးကိုစီများနဲ့ချစ်စရာဒူဘဝိုင်းကမြင်းရှင်လို့ပြအိုးစီဝိုင်းကကခုလူတပြလူရှင်လူမများလဲကချင်းစိတ်မနေထိရတာဟေးလာမောင်တို့ဝါကလိုက်တူပြောကြ